မိသားစုများတင်တနေ့ဘာတွေရွေးယူနေလဲ Facebook ကိုရွေးပြီးတော့အချိန်ကုန်နေလားအလောက်ကပဲအဲ့ပတ်စံရဖို့ပဲအဲ့ဒီအရာကတင်ရဲ့ဘဝဖြစ်နေလားကျွန်မပြောမယ်တင်ပတ်စံတွေယူသွားလို့မရအောင်အခုအချိန်မှာတော့မှန်ပါတယ်စားသုံးလို့ရတယ်ဒါပေမဲ့အဲ့ဒီမိဘကိုရှာကျွေးဖို့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့အတ္တထဲမှာကိုယ်သုံးဆွဲဖို့ရန်အတွက်ပဲဖြစ်ဖြစ်အမှုတော်မြတ်ထဲမှာပါဝင်ခြင်းနဲ့အခန်းကဏ္ဍတွေဘလောက်ပဲဖြစ်နေပါစေကျွန်မပြောပြမယ်အရာခတ်သိမ်းရဲ့အထက်မှာဖျားရှိကိုရှိရမယ်ကုံပြောမယ်အမှုတော်ဆောင်ချင်းရဲ့အထက်မှာလည်းဖျားရှိရမယ်တခါတလေအမှုတော်ဆောင်တွေကအမှုဆောင်ခွင့်ပေးတဲ့ဖျားထက်အမှုဆောင်ခြင်းဆိုတဲ့အလုပ်ကိုတန်ဖိုးထားကြတယ်ကျွန်မပြောပြမယ်အလုပ်ထက်အလုပ်ရှင်ကပိုရေးကြီးတယ်အာမင်အဲ့တော့ဒီလိုမျိုးအမှုဆောင်ခြင်းနဲ့ဘုရားသခင်နဲ့ရှင်တွဲလာရမယ်ဆိုရင်ဘုရားကိုရှင်တွဲရမယ်ဘုရားကိုပဲရွေးချယ်ရမယ်လို့ကျွန်မပြောပြီးဆိုမှတော့အခုဒီလောကနဲ့ဆိုင်တဲ့အလုပ်တွေဒီလောကနဲ့ဆိုင်တဲ့ဂုဏ်ပကာသနာတွေဒီလောကနဲ့ဆိုင်တဲ့ငွေကြေးတွေရဲ့အထက်မှာဒီနေ့ဘုရားကိုရွေးယူပွင့်တဲ့ဖြစ်တယ်။သင်ရဲ့မိသားစုရဲ့အထက်မှာဘုရားကိုရွေးယူပွင့်တဲ့ဖြစ်တယ်။အာမင်။သင်ရဲ့မိဘတွေရဲ့အထက်မှာဘုရားကိုရွေးယူပွင့်တဲ့ဖြစ်တယ်။သင်ရဲ့ခင်မွန်းတဲ့ဇနီးတွေရဲ့အထက်မှာဘုရားကိုရွေးယူပွင့်တဲ့ဖြစ်တယ်။သင်ရဲ့အလောက်ကံရဲ့အထက်မှာဘယ်သူကိုရွေးယူရမလဲ။ကိုဗင်နာမှာရှိတဲ့သူကိုပြောဘုရားကိုအလင်းမြန်ရွေးယူပါ။သင်ရဲ့တတ်တာတွေမှာဘုရားစကားတန်ကိုမကြားရသေးဘူးဆိုရင်တခုခုတော့လွဲနေပြီ။ကျင်းနေတဲ့သင် connection မမိလို့ပဲဖြစ်ရမှာ။ဘာဖြစ်လို့ဆိုဘုရားကိုရွေးယူဖို့နဲ့ပြင်ဆင်တဲ့သူတိုင်းရဲ့တတ်တာတွေမှာဘုရားရဲ့အကြံစီကိုသိခွင့်ရတယ်။အာမင်။ဘုရားကဘာပြောလဲဆိုယာကုပ်ကိုပြောတယ်။သင်အိတ်သောမြေကိုသင်နဲ့သင်ရဲ့အမျိုးနွယ်ကိုငါပေးမိ။သင်ရဲ့အမျိုးနွယ်ကမြေမုတ်ကဲ့သို့များပြားမယ်။အရှိအနောက်တောင်မြောက်ကိုနှံ့ပြားမယ်။ဆိုလိုတဲ့အရာကအရှိအနောက်တောင်မြောက်မှာရှိတဲ့ကောင်းကြီးမင်္ဂလာအလုံးစုံကိုသင်နဲ့တကွသက်မိသားစုကိုပေးမယ်လို့ပြောနေတာ။ကျမတို့ကတခါတည်းဘုရားအရှိကိုရောက်တဲ့အခါမှာဘုရားကိုရွေးမယူဘဲနဲ့ကောင်းကြီးပဲလိုချင်တယ်။ကောင်းကြီးလို့ပြောရင်တော့တချို့တွေကရွှေငွေနော်ဒီလောက်ပဲဒေါ်လာဒီလောက်ပဲညင်တတ်တာ။ကောင်းကြီးလို့ပြောတဲ့အခါမှာကျမတို့ရဲ့စစ်မှန်တဲ့ကောင်းကြီးမင်္ဂလာကထိုယေရှုခရစ်တော်ဖြစ်ရမယ်။အာမင်။သင်နဲ့သင်ရဲ့အမျိုးအနွယ်အပြင်လူမျိုးအပေါင်းတို့ဒီကောင်းကြီးမင်္ဂလာကိုခံရမယ်။ဆိုတော့ပထမတစ်ဆင့်ယာကုပ်ကိုယ်တိုင်ကောင်းကြီးခံစားရတယ်။ဒုတိယတစ်ဆင့်ယာကုပ်ရဲ့အမျိုးအနွယ်သားသမီးအထောင်တောင်းကောင်းကြီးခံစားရမယ်။တတိယတစ်ဆင့်သူတို့အမျိုးအနွယ်တွေမကဘဲနဲ့သူတို့အနားမှာရှိတဲ့သူအယောက်ချင်းစံကောင်းကြီးပြန်လဲစီစဉ်စေနိုင်တဲ့အဆင့်ที่ဘုရားသခင်ဖြစ်စေမယ်။သင်ကိုဘုရားသခင်ကကောင်းကြီးမင်္ဂလာရဲ့ channel ဖြစ်စေချင်တာ။တကပောက်ဖြစ်စေချင်တာ။သင်ကသာကောင်းကင်တကဝဖြစ်မယ်ဆိုရင်အာမင်သင်ရဲ့အတ္တအားဖြင့်ဒီလောကကြီးကကောင်းကြီးခံကိုခံစားရတယ်သင်မိသားစုကောင်းကြီးခံစားရမယ်သင်ရဲ့အလုပ်ရှင်သင်အားဖြင့်ကောင်းကြီးခံစားရမယ်သင်ရဲ့မိဘသင်အားဖြင့်ကောင်းကြီးခံစားရမယ်ဟာလေလုယာခါဒီကျမတို့ကဒီလိုဆုတောင်းတယ်ဘုရားသခင်ကျွန်ုပ်ဘက်မှာရှိပေးပါဘုရားသခင်ကျွန်ုပ်ကိုမစွန့်ပါနဲ့ဘုရားသခင်ကောင်းကြီးပေးတော်မူပါလို့အချိန်ချင်းဆုတောင်းတယ်တောင်းတာမမှားပါဘူးဒါပေမဲ့ယာကုပ်ကမတောင်းမဲနဲ့ရတာပြန်ပြောမယ်နော်ယာကုပ်ကအဲ့ဒီကောင်းကြီးအသေးစိတ်ကိုမတောင်းမဲနဲ့ရတာဘာဖြစ်လို့လဲဆိုတော့ကောင်းကြီးရဲ့အထက်မှာရှိတဲ့ကြောက်ကိုရွေးယူခဲ့လို့ဖြစ်တယ်အာမင်အခုဒီခေတ်ခရစ်ယာန်တွေကတစုံတစ်ခုမုန်တိုင်းတွေလာပြီးပြဿနာတွေလာပြီးဆိုရင်သူတို့ကရပါတယ်ဘုရားကျောင်းဆိုတာနောက်မှတက်လဲ online လဲရတာပဲ onlineမလုံနဲ့ဘုရားသခင်တင့်ကိုထိတွေ့ခံစားစေခြင်းတဲ့အရာတွေအများကြီးရှိတယ်။တင်အသက်ရှင်တုန်းမှာရွေးလို့ရမယ့်အရာတွေရှိနေတယ်။တင်ကျမ်းမာနေတဲ့အချိန်မှာရွေးလို့ရမယ့်အရာတွေရှိနေတယ်။ကျမ်းမာနေတဲ့အချိန်မှာကျမ်းမာသောသူတယောက်လိုဘုရားသခင်နဲ့ထိတ်တိုက်တွေ့ပွင့်နဲ့ပြင်ဆင်ကြပါ။ကျွန်မပြောတာနားလည်မယ်လို့ယုံကြည်တယ်။ခါတင်ကြားလို့ရှိရင်ကျွန်မတို့ကအင်တာနက်ပေါ်ကပဲဘုရားကိုကိုးကွယ်ကြတာအဲ့ရဘောကနေဘုရားကိုကိုးကွယ်ကြတာအဲ့ဒါမကျမ်းမာသောသူရဲ့လှုပ်ဆောင်ချက်နဲ့တွတ်တူတယ်သင်ကလက်ချေသေးတာလည်းမဟုတ်ဘူးသင်ကဖျားနာနေတာလည်းမဟုတ်ဘူးသင်ကဒုက္ခရောက်နေတဲ့အချိန်မှာမဟုတ်ရင်ကျွန်မပြောပြမယ်အဲ့ရဘောကထွက်ပြီးတော့ဘုရားကိုကိုးကွယ်ဖို့နဲ့ဘုရားနဲ့အချိန်ယူဖို့အတွက်ယုံကြည်သူတွေနဲ့မိတ္တဟာရောက်ဖွဲ့ဝင်တဲ့ရွေးယူကြပါကိုတနာတတ်တဲ့စိတ်ကိုဖျောက်ရအောင်အထူးသဖြင့်ဝိညာဉ်ရေးရအတက်နဲ့ပတ်သက်လာရင်ကိုမညာနဲ့ဘုရားကိုရွေးယူဖို့အတွက်ဖြစ်တယ်တခါတည်းကျမတို့ကဒုက္ခဆင်းရဲရောက်တဲ့အချိန်မှာမှဘုရားကိုမိခိုးတယ်ဒါပေမဲ့ကောင်းစားတဲ့အချိန်အိတ်ဖောင်းလာတဲ့အချိန်ကျရင်သူ့အားကိုကိုးခြင်းတယ်ငါခြေတော့ပေါ်ငါရက်တည်နိုင်တယ်ဆိုတဲ့အတွေးခေါ်တွေဖျောက်ရအောင်ဘယ်နာမှရှိတဲ့သူပြော
ကိုခြေထောက်ပေါ်ကိုရက်တည်နိုင်တယ်ဆိုတဲ့အတွေးကိုဖျောက်ရအောင်ဒါကြောင့်ဘုရားကဘာသတိပေးထားလဲဆိုတော့အရင်ရေးကြည့်ရနော်ငါတကိုငါလက်တတိအားဖြင့်ဤစည်းစိမ်ကိုငါရတတ်သည်ဟုစိတ်ထဲမှာအောင်းမေ့ခြင်းအပြစ်ကိုစိတ်ထဲမှာအောင်းမေ့ခြင်းအပြစ်ကိုတတိနဲ့ကျင့်ဆောင်လို့သင်၏ဘုရားသခင်ထာဝရဘုရားကိုသာအောင်းမေ့ရမယ်အာမင်ကျမတို့အောင်းမေ့ရမယ့်အရာကငါရဲ့လက်ကြောင့်ငါရသွားတာငါတော်လို့ရသွားတာငါလောက်တာကောင်းသွားလို့ငါအောင်မြင်မှုတစ်ခုကိုရောက်သွားတယ်လို့သင်ထင်ဘုရားကဘာပြောလဲသလားဘုရားအထံတော်ကထွက်သွားပြီတဲ့ဘုရားမျက်မှောက်တော်တွေကထွက်သွားပြီတဲ့တနည်းအားဖြင့်သင်ရဲ့နှလုံးသားဟာဘုရားသခင်နဲ့ချိတ်ဆက်တဲ့နှလုံးသားမဟုတ်တော့ဘူးသင်ရဲ့နှလုံးသားဟာကောင်းကင်ကကောင်းကြီးမင်္ဂလာစီးဆင်းလို့ရတဲ့နှလုံးသားမဟုတ်တော့ဘူးသင်ရဲ့နှလုံးသားဟာကောင်းကြီးမင်္ဂလာကိုပြန်လဲပြီးတော့စီးဆင်းစေမဲ့တကွာလည်းမဟုတ်တော့ဘူးတနည်းအားဖြင့်သင်ရဲ့အသက်တာဟာကောင်းကြီးနဲ့ပြည့်ဝတဲ့အသက်တာမဟုတ်တော့ဘူးကြိမ်ချင်းနဲ့ပြည့်ဝတဲ့အသက်တာဖြစ်သွားပြီတဲ့အာမင်တချို့ရဟာဆရာမဆုဇနာမင်းလာတယ်ဆိုတော့ဘာပဲပြောအားပေးတာလေးကြားချင်မှာပဲဒါပေမဲ့ကျွန်မပြောပြမယ်အားပေးတဲ့စကားတဲ့ဘုရားသခင်ရဲ့တမန်တရားပိုကောင်းတယ်တမန်တရားတခါတလေခါလိမ့်မယ်ဒါပေမဲ့အဆုံးမှာချုံမြင်ခြင်းရှိတယ်တမန်တရားကတခါလေကျွန်တော်တို့ကိုထက်သောဓာတ်လို့ခုတ်ရင်ခုတ်လိမ့်မယ်ဒါပေမဲ့အသီးတွေတိုးပွားခြင်းရှိတယ်တမန်တရားကတခါတလေတော့တန်တူကဲ့သို့ကျမတို့ကိုထုချေတဲ့အကြောင်းရင်းရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့ကျမတို့အတ္တတာထဲမှာရှိတဲ့မာကျိုးတဲ့အရာမှန်သမျှကိုပြိုကွဲစေပြီးတော့မျိုးစေ့အရှင်သန်ကြီးထွားစရာအကြောင်းဖြစ်လိမ့်မယ်အာမင်ဒီနေ့ကျမတို့ဘု து ကိုရွေးယူရမယ်ယေရှုကိုရွေးယူရမယ်ကြောက်တမန်ကျမ်းစာထဲမှာဗာပြောထားဆိုရှင်သေးတို့သည်ငတ်မွ၍ဆင်းရဲခြင်းကိုခံရတော်လေတဲ့ဖျားကိုရွေးယူတဲ့သူကတဲ့ဘယ်တော့မှငတ်မွတ်တဲ့တစုံတစ်ခုလူတယ်ဆိုတာငါမကြားဘူးတဲ့တင်လိုနေတာရွှေလည်းမဟုတ်ဘူးတင်လိုနေတာ UN ကတ်လည်းမဟုတ်ဘူးတင်လိုနေတာနောက်ထပ် passport အသစ်တစ်ခုလည်းမဟုတ်ဘူးတင်လိုနေတာနောက်ထပ်အလောက်ကန်ကောင်းကောင်းတစ်ခုလည်းမဟုတ်ဘူးတင်လိုနေတာကယေရှုတင်လိုနေတာဖခင်တင်လိုနေတာသူ့ရဲ့ဥဆောင်ခြင်းဖြစ်တယ်အာမင်ဒီနေ့ကျွန်တော်တို့အတွေးခေါ်တွေကိုပြန်ပြောင်းရအောင်ငါဒီတစ်ခုကိုရရင်ငါအောင်မြင်ပြီဆိုတဲ့အတွေးခေါ်မဟုတ်ဘူးတင်ဖျားနဲ့ထိတ်တိုက်မတွေ့သေး၍စစ်မှန်တဲ့ကောင်းကြီးမင်္ဂလာကိုတင်မရသေးဘူးစစ်မှန်တဲ့ကောင်းကြီးမင်္ဂလာဆိုတဲ့အရာကထိုဘုရားကိုယ်တိုင်ဖြစ်တယ်အာမင်